ဒီနေ့အထိတော့အတိပြုနိုင်တဲ့အဖြေတော့ရှိသေးပါဘူးဒီနေ့မှာတော့ဝေဘာလီဟေးစေးမှာတမိုင်းဝင်စုပ်ပစ်အစာအုပ်တစ်ခုဖြစ်လာခဲ့ပါတယ် horror documentary တွေ YouTube channel တွေမှာ history program တွေမှာလည်းမကြာခဏဖော်ပြခံရတဲ့နေရာတစ်ခုဖြစ်ပါတယ်တမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ဒီနေရာဟာဝမ်းနဲ့ဝယ်အတိတ်ကိုပြန်လည်အမှတ်ရစေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်that's in view ပြုနိုင်တဲ့အဖြေတော့ရှိတယ် အားရှုပ်ကုန်ပြီ ပြီးတော့အတိပြုနိုင်တဲ့အဖြေတော့ရှိသေးပါဘူးဒီနေ့မှာတော့ဝေဘာလီဟေးစေးရုံကြီးဟာတမိုင်းဝင်စွန့်ပစ်အစာအုပ်တစ်ခုဖြစ်လာခဲ့ပါတယ် horror documentary တွေ YouTube channel တွေ history program တွေမှာလည်းမကြာခဏဖော်ပြခံရတဲ့နေရာတစ်ခုဖြစ်ပါတယ်တမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဒီနေရာဟာဝမ်းနဲ့ဝယ်အတိတ်ကိုပြန်လည်အမှတ်ရစေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ဝေဘာလီဟေးစေးရုံကြီးဟာတမိုင်းဝင်စွန့်ပစ်အစာအုပ်တစ်ခုဖြစ်လာခဲ့ပါတယ် horror documentary တွေ YouTube channel တွေ history program တွေမှာလည်းအကြာကဏ္ဍဖော်ပြခံရတဲ့နေရာတစ်ခုဖြစ်ပါတယ်တမိုင်းကိုစိတ်ဝင်